တို့ရဲ့ချစ်စရာရွယ်ကစားကြမယ့်အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ချစ်စရာရွယ်ကစားကြမယ့်အစီအစဉ်တင်ဆက်ဖို့အချိန်ရောက်ရှိလာပါပြီ။ဒီအစီအစဉ်ကတော့တားငယ်သမီးငယ်လေးတွေရဲ့ကာယညာနာဇာရိတဘတ်စုံဖွံ့ဖြိုးတိုးတက်စေဖို့နဲ့တသားသမီးလေးတွေကိုခန္ဓာကျန်းမာတန်ဆွမ်းရှင်လန်းစေဖို့ပြီးကလေးငယ်လေးတွေတူနဲ့တူချစ်ချစ်ခင်ခင်ညီညီနီပူးပေါင်းဆက်ဆံတတ်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သူတို့ရဲ့မြမတန်တဲ့ရုံမြင့်တန်ကြားနဲ့တူလူမှုဝန်ထမ်းဦးစီးဌာနတို့ကပူးပေါင်းစီစဉ်တင်ဆက်တာဖြစ်ပါတယ်။ဒီကနေ့အစီအစဉ်ကတော့လူမှုဝန်ထမ်းဦးစီးဌာနတည်ထောင်ခွင့်ပြုမိတ်ရရှိထားတဲ့ပုဂ္ဂလိကမူလတန်းကျိုးကျောင်းတွေဖြစ်ကြတဲ့ TTZ Preschool နဲ့ Mastermind International Preschool တို့ကတားငယ်သမီးငယ်လေးတွေကပါဝင်ပြီးတော့ပျော်ရွှင်စွာကစားကြမှာဖြစ်ပါတယ်။အခုဆိုရင်ပျော်ပျော်ရွှင်ရွှင်ကစားကြမယ်ချစ်စရာကောင်းလာတဲ့တားငယ်သမီးငယ်လေးတွေကအဆုနဲ့တူတူရိုက်ကူးရေးခန်းမှာတွေမှာစုံညီစွာနဲ့ရောက်ရှိလို့နေပါပြီ။ဒါကြောင့်မို့လို့ရိုက်ကူးရေးမစတင်ခင်မှာတားငယ်သမီးငယ်လေးတွေနဲ့အရှင်ဆုံးပရိသတ်များကိုမိတ်ဆက်ပေးချင်ပါတယ်ရှင်။ကဲ TTZ Preschool ကတားငယ်သမီးငယ်လေးတွေလားဟုတ်ပြီအဲ့တော့ပထမဦးဆုံးတားလေးမောင်ဟိန်းထက်ရှန်တားလေးမောင်အာကာဖုံးထက်တားလေးမောင်ရင်ရင်လင်းထက်အောင်ရှိပါရဲ့ခင်ဗျလိမ္မာလိုက်တာတားငယ်လေးမောင်ကောင်းခန့်ကျော်ရှိပါရဲ့ခင်ဗျတားလေးမောင်အမော်ကွန်းရှိပါရဲ့ခင်ဗျကဲဒီဘက်ကသမီးငယ်လေးမက်လင်းတရာရှိပါရဲ့သမီးလေးမက်ထူးထက်ဝင့်ရှိပါရဲ့သမီးလေးမက်သူနေကြည်လင်းဟုတ်ပါပြီသမီးလေးမတ်ရှိန်တရာအောင်ရှိပါရဲ့ဟုတ်ပါပြီကွယ်သမီးငယ်လေးမတ်သွန်းရွှေလွာထက်ရှိပါရဲ့အဲ့တော့တသားတို့မိမိတို့ကတငယ်ချင်းတွေနဲ့ကစားဖို့အဆင်သင့်ဖြစ်နေကြပြီလားဟုတ်ပြီအဲ့ဒါခဏနေကြရင်ကစားမယ်နော် Okay Mastermind Preschool ကတသားမိလေးတို့ရေမင်္ဂလာပါဟုတ်ပြီတသားမိလေးတို့မမပရိသတ်တွေနဲ့မိတ်ဆက်ပေးမယ်နော်တားငယ်လေးမောင်အောင်ဖြိုးမိတားလေးမောင်ကောင်းထွတ်သူဟုတ်ပါပြီကွယ်တားငယ်လေးမောင်ရှိုင်းထက်ရန်ဖြို့ရှိပါခင်ဗျတားငယ်လေးမောင်လင်းထက်ရန်ဖြို့ရှိပါဗျာချစ်စရာလေးတားလေးမောင်ဆွဲပြေဆုံးရှိပါဗျာတားလေးမောင်ဇန်စစ်ရန်လင်းရှိပါခင်ဗျသမီးငယ်လေးမတ်သွဲအိန္ဒြာထွတ်ရှိပါရဲ့သမီးငယ်လေးမတ်ဝင်းတီတီအောင်ရှိပါရဲ့သမီးလေးမတ်သရာလွင်ဦးရှိပါရဲ့သမီးငယ်လေးမတ်ခင်အိမ်မြတ်ကျော်တသားတို့မိမိတို့ကရောတငယ်ချင်းတွေနဲ့ကစားဖို့ ready ဖြစ်နေပြီလားဟုတ်ပြီအဲ့ဒါဆိုရင်ခဏနေကြရင်မမကသားတို့ကစားတဲ့အချိန်ကျအားပေးနေမယ်နော်ပရိသတ်များရှင်အခုဆိုရင်ချစ်စရာကောင်းလွန်းလာတဲ့တားငယ်သမီးငယ်လေးတွေဟန်ပန်အမူအရာလေးတွေနဲ့တူနာမည်လေးတွေကိုလည်းပရိသတ်များကိုမိတ်ဆက်ပေးပြီးဆိုတော့ကစားနည်းစတင်တော့မှာဖြစ်ပါတယ်ပထမဆုံးကစားနည်းကတော့ကျိုးတီကစားနည်းဖြစ်ပါတယ်ရှင်ဒီကစားနည်းမှာတော့တချောင်းကိုတားငယ်သမီးငယ်3စီနဲ့စုစုပေါင်းကလေးငယ်6ဦးပျော်ပျော်ရွှင်ရွှင်နဲ့ကစားကြမှာဖြစ်ပါရဲ့ရှင်။ကစားနည်းကတော့ကစားပွဲစတင်လိုက်ပြီဆိုတာနဲ့ပေးထားတဲ့ shake လေးတွေကိုကျိုးနဲ့မှန်ကန်အောင်လို့နမူနာပုံစံတိုင်းတားငယ်သမီးငယ်လေးတွေကမှန်ကန်ကန်တီးပြီးတော့ကစားရမှာဖြစ်ပါတယ်။အခုကစားနည်းကိုကစားတဲ့အတွက်ကြောင့်တားငယ်သမီးငယ်လေးတွေရရှိလာမယ့်အကျိုးကျေးဇူးတွေကလက်ချောင်းလေးတွေအသုံးပြုပြီးလှုပ်ရှားရတဲ့အတွက်ကြောင့်တားငယ်သမီးငယ်လေးတွေလက်ချောင်းကြွက်သားလေးပို့ပြီးတော့တန်မာလာစေမှာဖြစ်ပါတယ်။ဒါအပြင်မျက်စိကမြင်လိုက်တာနဲ့ချက်ချင်းလှုပ်ဆောင်နိုင်တဲ့စွမ်းရည်ဖြစ်တဲ့မျက်စိနဲ့လက်တဒန်းနဲ့လှုပ်ဆောင်ခြင်းဆိုတဲ့စွမ်းရည်တွေကိုလည်းတိုးတက်ရရှိလာမှာဖြစ်ပါတယ်။အဲဒီတော့ကစားပွဲမစတင်ခင်မှာပါဝင်ကြမယ့်တသားမီးလေးတွေနဲ့မိတ်ဆက်ပေးပါစေရှင်။ TTZ Preschool ကသမီးငယ်လေးမတ်ထူးထက်ဝင့်သမီးငယ်လေးထူးထက်ဝင့်ပြီးရင်တားလေးမောင်အာကာဖုံးထက်သမီးလေးမတ်သွန်းရွှေလွာထက်ဟုတ်ပြီဒီဘက်က Mastermind International Preschool ကသမီးငယ်လေးမတ်ဝင်းတီတီအောင်တားလေးမောင်ဆန်းစင်ရန်လင်းတားလေးမောင်အောင်ဖြိုးမင်းဟုတ်ပါပြီတသားမိမိတို့မကစားခင်မှာမမကဘယ်လောက်ထိလေးချင်လဲဆိုအောင်မေးမယ်နော်ဖြည့်ပေးမှာလားဖြည့်ပေးမယ်ဟုတ်ပါပြီအဲ့ဒါဆိုလာပါအောင်ကွယ်တသားတို့မိမိတို့ရဲ့အယောင်လေးတွေမေးမယ်ဒီယောင်လေးကဘာယောင်လေးလဲblue color အပြာရောင်ဟုတ်ပြီဒီ color လေးကရော yellow color yellow အဝါရောင်ဟုတ်တယ်နော်အဲ့တော့တသားတို့ဝတ်ထားတဲ့အင်ကြီးကဘာယောင်လေးလဲသိလားဟုတ်တယ်တော်လိုက်တာအဲ့တော့ကစားဖို့နေရောကျောင်းမှာတတိစစလေးချင်းခဲ့လားအဲ့ဒါဆိုမမအားပေးမိမယ်ကဲတသားတို့မမီတို့ဘလို့ကစားလဲဆိုတာသိလားဟုတ်လားမမကိုအဆန်းကစားကြည့်ပါဦးပြောပြပါဦးအဲ့ကျိုးလေးကိုမှန်ကန်အောင်ထည့်လိုက်တာတော်လိုက်တာဟုတ်ပြီရပါပြီအဲ့လောက်ဆိုရပါပြီတားငယ်လေးသမီးလေးလည်းတော်တယ်နော်အိမ်မှာရောကစားလားဟုတ်လားကစားတယ်အဲ့ဒါဆိုမမအားပေးနေမယ်နော်ဒါတို့သမီးတို့ရေ1 2 3 go
မမှန်ကန်ကန်သိပါမယ်သားမီတို့ရေရှိတ်ကလေးတွေကိုမမှန်ကန်ကန်တီးသွားတယ်နော်အဓိကလက်ချောင်းကြွက်သားလေးတွေတန်မာလာအောင်လေ့ကျင့်ပြီးတဲ့ကစားနည်းလေးကစားရတာပျော်လားပျော်ပါဒီဖို့ကောင်းတဲ့သားလေးကလည်းတတိချာချာမြ мян ဆက်ဆန်းနဲ့တီးသွားနိုင်တယ်သားလေးကတော်လိုက်တာနော်တော်လားသားလေးကကဲမိမိလေးကလည်းမမကိုပြပါဦးကဲမိမိလေးကလည်းမမှန်ကန်ကန်နဲ့တတိချာချာတီးသွားတယ်မြ мян ဆက်ဆန်းလေးတီးနိုင်တယ်မိမိလေးလည်းတော်တယ်နော်သမီးလေးကလည်းမြ мян ဆက်ဆန်းနဲ့တီးသွားနိုင်တယ်တော်တယ်နော်မိမိကလည်းနော်သားငယ်လေးကလည်းအားလုံးကိုမှန်မှန်ကန်ကန်နဲ့ဒီဖွဲ့ထဲမှာညံအောင်လဲတည်နိုင်တယ်သားငယ်လေးလည်းတော်တယ်နော်တတကလည်းညာကြီးတေးချာချာကွေ့ပတ်ပြီးအောင်ထားရတာနော်တေးချာချာနဲ့လှုပ်တာနော်သားလေးကကြတော့နော်ပြုတ်ကြွားလဲဖြန်ကောက်ပြီးလှုပ်တဲ့ကလေးလေးကြိုးစားတဲ့ကလေးလေးနော်သားလေးလည်းတော်တယ်နော်ပရိသတ်များတွေ့မြရတဲ့အတိုင်းပါပဲရှင်အခုကစားနည်းမှာဆိုရင်သားငယ်သမီးငယ်လေးတွေကပြုတ်ပြုတ်ရွှင်ရွှင်တွတ်တွတ်လက်လက်နဲ့ကြိုးတီကစားနည်းကိုမှန်ကန်အောင်နဲ့တီးပြီးတော့ကစားသွားနိုင်ကြတာဖြစ်ပါတယ်ဒီကစားနည်းမှာအချိန်အနည်းငယ်စောပေးသွားတဲ့အကြောင်းကတော့ TTZ Preschool ကသားငယ်သမီးငယ်လေးဖြစ်ကြပါတယ်ရှင်ပရိသတ်များရှင်အခုတစ်ခါကစားမှာကတော့ခွတ်ထုတ်ခွတ်ထက်ကစားနည်းဖြစ်ပါတယ်ရှင်ဒီကစားနည်းမှာတော့တကြောင်ကိုတားငယ်သမီးငယ်3စီနဲ့စုစုပေါင်းကလင်းငယ်6ဦးကပျော်ပျော်ရွှင်ရွှင်နဲ့ကစားကြမှာဖြစ်ပါတယ်။ကစားနည်းကတော့တားငယ်သမီးငယ်လေးတွေကကစားပွဲစတင်လိုက်ပြီဆိုတာနဲ့သူတို့ကတားငယ်သမီးငယ်လေးတွေကိုဂွင်း9ဂွင်းပေးထားပါတယ်။အဲ့ဒီဂွင်းထဲမှာခွက်2ခွက်စီထည့်ထားပါတယ်။တားငယ်သမီးငယ်လေးတွေကပထမဆုံးဂွင်းကိုဝင်မယ်ပြီးရင်ရှိတဲ့ခွက်2ခွက်ကိုအပြင်ထုတ်လိုက်မယ်။နောက်ထပ်တားငယ်သမီးငယ်တွေကသူထုတ်လိုက်တဲ့ခွက်ကိုပြန်ထည့်ပြီးတော့အလှည့်ကျကစားတော့မှာဖြစ်ပါတယ်။ဒီလိုကစားတဲ့အတွက်ကြောင့်ကလင်းငယ်လေးတွေရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့အလှည့်ကျသဘောတရားတွေကိုလည်းသိရှိလာမှာဖြစ်ပါတယ်။အဲ့ဒီအပြင်အတွင်းအပြင်သဘောတရားတွေကိုနားလည်လာပြီးတော့ဒီကုလုံးမှာရှိတဲ့ကြွက်သားတွေကိုအသုံးပြုပြီးတော့လှုပ်ရှားရတဲ့အတွက်ကြောင့်တားငယ်သမီးငယ်လေးတွေရဲ့ကြွက်သားကြီးငယ်တန်မာလာစေမယ့်အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်ပါတယ်။အခုကစားနည်းမှာပါဝင်ကြမယ့်တသားမီလီတွေလည်းမိတ်ဆက်ပေးကြပါတယ်ရှင်။ TTZ Preschool ကသမီးငယ်လေးမတ်သူနေကြီးလင်းရှိပါရှင့်တားလေးမောင်ကောင်းခန့်ကျော်တားငယ်လေးမောင်အမော်ကွန်းရှိပါရဲ့ဗျာမစမိုင်း Preschool ကသမီးငယ်လေးမတ်သွဲအိန္ဒြာထွတ်ရှိပါရဲ့ဟုတ်ပါပြီတားလေးမောင်ဆိုင်ထရန်ဖြို့ရှိပါရဲ့သမီးလေးမတ်ခင်အိမ်မြတ်ကျော်ရှိပါရဲ့ဟုတ်ပြီအဲ့တော့စားရမယ်နော်တသားတို့မီးတို့အစင်းနဲ့ပြင်ထားမယ်နော် ready 1 2 3 goကဲစီတော့နှစ်ယောက်ကတော့ဟန်ချက်မီသွားနေတာနော်ကဲပထမတစ်ယောက်ပြီးသွားပါပြီဒုတိယတစ်ယောက်ပြီးပါပြီတတိယမီမီလေး fighting ပရိသတ်များတွေ့မြရတဲ့အတိုင်းပါပဲရှင်ချစ်စရာတွေကစားကြမယ်ဆိုတဲ့အတိုင်းချစ်စရာကောင်းလာတဲ့တားငယ်သမီးငယ်လေးကပျော်ရွှင်တွက်လက်စာနဲ့ကစားသွားခဲ့ကြတာဖြစ်ပါတယ်အခုကစားနည်းမှာကတော့Mastermind International Preschool ကတားငယ်သမီးငယ်လေးတွေကအချိန်အနည်းငယ်စောပြီးသွားတာဖြစ်ပါတယ်ရှင်အခုတခါကစားနည်းကတော့ဘောလုံးလက်ဆင့်ကန်ကစားနည်းဖြစ်ပါတယ်ရှင်ဒီကစားနည်းမှာကတော့တားငယ်သမီးငယ်လေးတွေကတချောင်းကို4ဦးစီနဲ့ကလေးငယ်8ဦးကတပြောတပါးနဲ့ပါဝင်ပြီးကစားကြမှာဖြစ်ပါတယ်။ကစားနည်းစတင်လိုက်ပြီဆိုတာနဲ့တားငယ်သမီးငယ်လေးတွေကရှင်းထဲမှာဘောလုံးလေးတွေပေးထားပါတယ်။အဲ့ဒီဘောလုံးလေးတွေကိုတယောက်နဲ့တယောက်နောက်ပြန်လက်ဆင့်ကမ်းပြီးကစားသွားရင်နောက်ဆုံးမှကျန်နေတဲ့ကလေးငယ်လေးကရှင်းထဲကိုထည့်ပြီးတော့ဘောလုံးလေးတွေကိုထည့်ပြီးတော့ကစားရမှာဖြစ်ပါတယ်။ဒီလိုကစားတဲ့အတွက်ကြောင့်ကလေးငယ်လေးတွေရရှိလာမယ့်အကျိုးကျေးဇူးတွေကတော့ဟန်ချက်ညီညီလင်းလင်းမြန်မြန်နဲ့လှုံ့ဆော်တက်စီမှာဖြစ်ပါတယ်။အဲ့ဒီအပြင်အဖွဲလိုက်ပူးပေါင်းပြီးတော့ဆောင်ရွက်ရတဲ့အတွက်ကြောင့်အဖွဲလိုက်စွမ်းဆောင်တတ်တဲ့လှုံ့ဆော်မှုစွမ်းရည်တွေကိုလည်းပို့ပြီးတော့တိုးမြင့်စေမယ့်အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်။အခုပါဝင်ပြီးတော့ကစားကြမယ့်ကလေးငယ်လေးတွေနဲ့ပရိသတ်များကိုမိတ်ဆက်ပေးချင်ပါတယ်ရှင်။ TTZ Preschool ကတားလေးမောင်ဟင်းထက်ရှန်
သားလေးမောင်ရင်လင်းထက်အောင်သမီးလေးမရှိန်ထရာအောင်သမီးလေးမလင်းထရာ Mastermind Preschool ကသားလေးမောင်လင်းထက်ရန်ဖြို့ရှိပါဗျာသမီးလေးမသရာလွင်ဦးသားလေးမောင်ဆွေပြည့်စုံရှိပါဗျာသားငယ်လေးမောင်ကောင်းထွတ်သူရှိပါဗျာဟုတ်ပါပြီကစားဖို့ ready ဖြစ်နေပြီဆိုရင်အမတို့စလိုက်ကြမယ်နော်1 2 3 bell တန်ကြားနဲ့စမယ်နော်1 2 3 go ဘောလုံးလေးနောက်ပြန်လက်ဆင့်ကမ်းမယ်ဟုတ်ပါပြီပြီးတော့မယ်ကဲမမနဲ့တူတူရေးမယ်နော်2 3 4 5 6 ကဲလာမိမိတို့တသားတို့လာကဲကြီးမယ်1 2 3 4 5 6 7 8 9 10တော်သမီးတို့တော်လိုက်တာပရိသတ်များမြင်တွေ့ရတဲ့အတိုင်းပါပဲရှင်အခုကစားနည်းမှာကတော့ TTZ Preschool ကတားငယ်သမီးငယ်လေးကအချိန်အနည်းငယ်ဆော့ပြီးတော့ပြီးသွားတာဖြစ်ပါတယ်ပရိသတ်များရှင်အခုကစားနည်းကတော့ပိုက်ဖြင့်ခွေးစင်ကန်ကစားနည်းဖြစ်ပါတယ်ရှင်ဒီကစားနည်းမှာကတော့တားငယ်သမီးငယ်လေးတွေကတကြောင်ကို10ဦးစီနဲ့ကလေးငယ်အားလုံးပေါင်းဦးရေ20ပျော်ပျော်ရွှင်ရွှင်နဲ့ပါဝင်ပြီးတော့ကစားကြမှာဖြစ်ပါတယ်ကစားနည်းကတော့တားငယ်သမီးငယ်လေးကတစ်ဖက်တစ်ချက်စီမှာ10ဦးစီထိုင်နေမှာဖြစ်ပါတယ်ကစားပွဲစတင်လိုက်ပြီဆိုတာနဲ့တားငယ်သမီးငယ်လေးတွေကပိုက်ကိုပါဇက်နဲ့ကိုက်ထားမယ်နောက်တော့ဒီပေးထားတဲ့ဂွင်းကလေးကိုစင်ကနဲ့တဦးနဲ့တူဂွင်းလေးတွေကိုစင်ကမ်းပြီးတော့ကစားသွားမှာဖြစ်ပါတယ်ရှင်အခုလိုမျိုးကစားတဲ့အတွက်ကြောင့်တားငယ်သမီးငယ်လေးတွေကအဖွဲလိုက်စုပေါင်းဆောင်ရွက်ပြီးလှုပ်ဆောင်တဲ့အတွက်ကြောင့်စုပေါင်းဆောင်ရွက်မှုစွမ်းအားတွေကိုတိုးမြင့်စေမှာဖြစ်ပါတယ်ရှင်ကဲတားတို့သမီးတို့ရေဂွင်းစင်ကမ်းကစားတဲ့အချိန်မှာလက်နဲ့ပိုက်မထိအောင်တော့1 2 3 go စိတ်ငြိမ်ငြိမ်ထားပြီးကစားမယ်တဦးနဲ့တဦးပူးပေါင်းဆောင်ရွက်ပြီးတော့ချစ်ချစ်ခင်ခင်ကစားကြမယ်နော်မိရမောမေဟုတ်ပြီတော်လိုက်တာဒီဘက်ကကလေးကတော်တယ်နော်ဟဲ့ဟိုဘက်ကမိမိလေးကလည်းအားနဲ့မှန်နဲ့ကစားနေတာဟုတ်ပါပြီကိုထိုင်နေမယ်လိမ္မာရဲ့သားလေးအလဲရောက်ရင် finish ပြီးပြီလို့ပြောမယ်ပြီးပါပြီသားလေးပြီးပါပြီလို့ပြောမယ်ပရိသတ်များရှင်ပိုက်ဖြင့်ခွင်းစင်ကန်ကစားနည်းမှာတော့တားငယ်သမီးငယ်လေးတွေပျော်ပျော်ရွှင်ရွှင်တွတ်တွတ်လက်လက်နဲ့ပူးပေါင်းပါဝင်ကစားသွားခဲ့ကြတာဖြစ်ပါတယ်အခုဆိုရင်ကစားနည်းလေးဝဲလုံးကိုတားငယ်သမီးငယ်လေးတွေကပျော်ရွှင်စွာနဲ့ကစားသွားနိုင်ခဲ့ကြပြီဖြစ်ပါတယ်အခုတစ်ခါမှာကတော့တငယ်ချင်းဆိုတဲ့ဒေသချင်းကိုတကြောင်ချင်းစီတားငယ်သမီးငယ်လေးတွေကအလှည့်ကျတန်မြိုင်စုပေါင်းတည်ဆိုကြမယ့်အစီအစဉ်ဖြစ်ပါတယ်ရှင်အခုလိုတချင်းကဗျာလေးတွေကိုတင်ကြားရတဲ့အတွက်ကြောင့်တသမီးလေးတွေကစိတ်ပျော်ရွှင်မှုစိတ်ကြည်နူးမှုကိုရရှိစေမှာဖြစ်ပါတယ်။ဒါအပြင်အမှုပညာရတခန်းစားမှုကိုတိုးမြင့်လာစေမှာဖြစ်ပြီးတော့ကလေးငယ်လေးတွေရဲ့အတန်ပီတာမှုကြီးများမှုအတန်အနှိမ့်မြင့်အတက်ကြကိုလည်းအလေးကျင့်ကောင်းနေရရှိစေမှာဖြစ်ပါတယ်။ဒီစီစဉ်ကတော့လူမှုဝန်ထမ်းဦးစီးဌာနတည်ထောင်ခွင့်ပြုမိတ်ရရှိထားတဲ့ပုဂ္ဂလိကမူလတန်းကျို့ကျောင်းတွေကတားငယ်သမီးငယ်လေးတွေရဲ့ဖွံ့ဖြိုးရေးအစီအစဉ်ကောင်းတွေကမှညာနာဖွံ့ဖြိုးရေးအစီအစဉ်ကောင်းတစ်ခုဖြစ်ပါတယ်ရှင်။အခုဆိုရင်ပထမဦးဆုံးတီဆိုဖြောပြမယ်ကျောင်းကတော့ TTZ Preschool ကတားငယ်သမီးငယ်လေးတွေဖြစ်ကြပါတယ်။ဒါတို့သမီးတို့ရေစဆိုအားလုံးမင်္ဂလာပါရှင်။သမီးတို့ကတော့ TTZ Preschool မှာရှင်။တချစ်ကောင်းစေကတော့တနေ့ချင်းဖြစ်ပါရှင်။တနေ့ကြီးရဲ့သူရဲ့ဟာ
နေချင်းနေပါတနေ့ရောကရဖြစ်ချသူရင်ကြီးကစူးတဲ့ချနည်းနည်းကြီးရဲ့နေမြဝဲစူးတဲ့ကချွေမရဖြစ်တဲ့အပေါင်းကြွယ် ပရိသတ်များရှင်အခုတစ်ခါမှာကတော့ Mastermind Preschool ကတားငယ်သမီးငယ်လေးတွေရဲ့တန်မြိုင်စုပေါင်းဒေသချင်းတည်ဆုံမှုကိုရှုစားအပ်ပြရမှာဖြစ်ပါတယ်ရှင်။ဒါတို့သမီးတို့ရေစားဆိုး မင်္ဂလာပါရှင်။သမီးနဲ့မရတော့တရားရရှိပါရရှင်။သမီးတို့ကတော့ Mastermind Preschool ကနေလာရောက်ချပြိုင်တာပါရှင်။ခုကတော့သမီးတို့တငယ်ချင်းတစ်ချင်းဆုံးမှာပါရှင်။ဒါဆိုအာယူရဲ့သူရဲ့ဟာတငယ်ချင်းတွေပါတနေ့လောကရန်ဖြစ်ကြသူရဲ့နီးဟာစူးနဲ့ချနန်းနဲ့တီးရဲ့မျက်နှာဝဲသူရဲ့တရားကျွဲသူတို့နဲ့ရန်ဖြစ်နဲ့တဲ့ဟာပေါက်ကြကွယ် ပရိသတ်များတွေ့မြင်ရတဲ့အတိုင်းပါပဲရှင်အခုဆိုရင်တော့ TTZ Preschool နဲ့ Mastermind International Preschool ကတားငယ်သမီးငယ်လေးတွေကကစားနည်း၅မျိုးလုံးကိုပျော်ရွှင်တော်လက်စာနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ကစားသွားခဲ့ကြတာဖြစ်ပါတယ်ကြည့်ရှုလိုက်ရတဲ့ပရိသတ်တွေအနေနဲ့လည်းချစ်စရာကောင်းတဲ့တားငယ်သမီးငယ်လေးရဲ့အမူအရာဟန်ပန်လေးတွေကိုကြည့်ရှုခံစားရင်းနဲ့ကျေနပ်ပီတိဖြစ်လိမ့်မယ်လို့ယုံကြည်မိပါတယ်ရှင်အခုကတော့အစုရဲ့ချစ်စရာတွေကစားကြမယ်အစီအစဉ်မှာပါဝင်ပြီးတော့ပျော်ပျော်ရွှင်ရွှင်ကစားသွားခဲ့ကြတဲ့တားငယ်သမီးငယ်လေးတွေကိုအမှတ်တရဆုလက်ဆောင်ပေးရချီးမြှင့်မယ်အစီအစဉ်ဖြစ်ပါတယ်အမတ်တရားဆုလက်ဆောင်ပေးရချင်းမြင့်ပေးပါရန်အတွက်မြမတန်နဲ့ရုံမြင့်တန်ကြားမှညွှန်ကြားမှုချုပ်ကိုစာညွှန်ကြားမှုတေခိတဦးအောင်မျိုးမင်းအားလေးစားစွာနဲ့ဖိတ်ခေါ်ပါရရှင်ဆက်လက်ပြီးအမတ်တရားလက်ဆောင်ပေးရချင်းမြင့်မှုအတွက်ဒေါ်စိတ်စံနီကျော်အားဖိတ်ခေါ်ပါရရှင်ဒေါ်ခင်တူကျော်မိသားစုအားဖိတ်ခေါ်ပါရရှင်။ဦးစောခိုင်စိုးနဲ့ဒေါ်မေရတနာခင်တို့မိသားစုအားဖိတ်ခေါ်ပါရရှင်။ဒေါ်ခင်ခင်ငိမ့်နဲ့ဒေါ်နီလာဝင်းမိသားစုအားဖိတ်ခေါ်ပါရရှင်။အခုတစ်ခါမှာတော့ဦးမြတ်သူဝင်းနဲ့ဒေါ်စုထက်အောင်မိသားစုအားဖိတ်ခေါ်ပါရရှင်။ဒေါ်ခင်စာကြည်လင်းမိသားစုအားဖိတ်ခေါ်ပါရရှင်။ဦးအောင်ထေဒေါ်ဣဖြူဖြူအောင်မိသားစုအားဖိတ်ခေါ်ပါရရှင်။ဦးရဲမှန်အောင်နဲ့ဒေါ်ငိမ့်ငိမ့်ဤတို့မိသားစုအားဖိတ်ခေါ်ပါရရှင်။ဆက်လက်ပြီးဦးစီသူမျိုးနဲ့ဒေါ်အေးမမှုကျော်မိသားစုအားဖိတ်ခေါ်ပါရရှင်။ဦးအောင်လွင်ဦးနဲ့ဒေါ်နွယ်နီအောင်မိသားစုအားဖိတ်ခေါ်ပါရရှင်။ဆက်လက်ပြီးအမတ်တရားဆုလက်ဆောင်ပေးအပ်ချင်းမြင့်နိုင်ပါရဲ့အတွက်ဒေါ်နုနုခိုင်နဲ့ဒေါ်ကီတီစိန်တန်းမိသားစုအားဖိတ်ခေါ်ပါရစေရှင်။ဦးထဝေဖြိုးနဲ့ဒေါ်ကီတီဇော်တို့မိသားစုအားဖိတ်ခေါ်ပါရရှင်။အခုဆက်လက်ပြီးဦးအောင်လွင်မိုးနဲ့ဒေါ်ဝေသူအောင်တို့မိသားစုအားဖိတ်ခေါ်ပါရစေရှင်။ဆက်လက်ပြီးအမတ်တရားဆုလက်ဆောင်ပေးရချင်းမြင့်နိုင်ပါရဲ့အတွက်ဦးငိမ့်ညံနဲ့ဒေါ်စွစွဝင်းမိသားစုအားဖိတ်ခေါ်ပါရရှင်။ဒေါ်တင်တင်ဦးမိသားစုအားဖိတ်ခေါ်ပါရစေရှင်။ဒေါ်ပန်းချွချူနဲ့ဒေါ်စိမ့်လေးလေးတို့မိသားစုအားဖိတ်ခေါ်ပါရစေရှင်။ဆက်လက်ပြီးအမတ်တရားဆုလက်ဆောင်များပေးရချင်းမြင့်နိုင်ပါရဲ့အတွက်ဒေါ်အင်းမြင့်မြတ်စိုးနဲ့ဒေါ်မြင့်မြင့်မာမိသားစုအားဖိတ်ခေါ်ပါရရှင်။ဆက်လက်ပြီးဦးအောင်လီဟာရှိန်နဲ့ဒေါ်နန်းအုံမာတော်မိသားစုအားဖိတ်ခေါ်ပါရရှင်။ဆက်လက်ပြီးဒေါ်စင်တူတူအောင်နဲ့ဒေါ်ဝူဝင်းမြင့်တို့မိသားစုအားဖိတ်ခေါ်ပါရရှင်။အခုဆက်လက်ပြီးအမတ်တရားဆုလက်ဆောင်များပေးရချင်းမြင့်နိုင်ပါရဲ့အတွက် TTZ မှ Founder ဒေါ်သူစာလွင်အားဖိတ်ခေါ်ပါရရှင်။အခုတစ်ခါမှာတော့ Mastermind မှတာဝန်ရှိသူတူအားတားငယ်ပြည်ငယ်များကိုဆုလက်ဆောင်ပေးရချင်းမြင့်နိုင်ပါရဲ့အတွက်လေးစားစွာဖိတ်ခေါ်ပါရရှင်။ချစ်စရာအရွယ်ကစားကြမယ့်အစီအစဉ်ကိုအချိန်ပေးပြီးတော့ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ပံ့ပိုးကူညီပေးခဲ့ကြတဲ့လူမှုဝန်ထမ်းဦးစီးဌာနနဲ့အတူ MRTV မှရိုက်ကူးရေးအဖွဲ့သားများအားလုံးနဲ့အဖက်ဖက်ကနေပံ့ပိုးကူညီပေးခဲ့ကြတဲ့တာဝန်ရှိသူများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့ပြောကြရင်းနဲ့နောက်တစ်ပတ်ချစ်စရာတွေကစားကြမယ့်အစီအစဉ်မှာပြန်လည်ဆုံတွေ့ကြပါအောင်ဆိုရှင်။ဒါကတမီးလေးတတာ